ဒီသမလာ30ရက်လေဖျားတကယ်ဒီငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့ဒီတည်၍ယုံကြည်ကြ၏ဖျားတကယ်ဒီချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ရှင်ရောရဲ့ခွင့်ဝင်ချက်ပထမစာဆောင်ခန်းကြီး၄ခန်းငယ်16ဘုရားတခင်မြင့်မြတ်တန်ရှင်းစင်ကြယ်ခြင်းသည်ပြောင်းလဲခြင်းမရှိသကဲ့သို့ဘုရားတခင်ချစ်ခြင်းမေတ္တာသည်ပြောင်းလဲမှုမရှိပေအကယ်၍သာဘုရားတခင်မေတ္တာမတည်ရှိခဲ့ရင်ကျွန်တော်တို့အတွက်အနာဂတ်ဆိုပြီးရှိမည်မဟုတ်ပေသို့သောဘုရားတခင်ချစ်ခြင်းမေတ္တာဖြစ်ရာထာဝရတည်မြဲနေပြီဖြစ်ပါဘုရားတခင်ချစ်ခြင်းမေတ္တာနဲ့ခွင့်လွှတ်ခြင်းဆိုသည်မှာစစ်မှန်တည်ကြပြီးတော့အပြုသဘောဆောင်နေပါတယ်သမုဒ္ဒရာ၏လှပကိုကိုယ်တိုင်တည်တည်ချာချာမမြင်ဘူးလေနားလည်တာမဟုတ်တကယ်တော့ဘုရားခင်ချစ်ခြင်းမြတ်တာကိုကိုယ်တိုင်မြင်မှုကြုံမှုခံစားမှုမှသာသိရှိနိုင်ပြီဖြစ်ပါတယ်။သင်ကိုယ်တိုင်ဘုရားခင်စစ်မှန်သောငြိမ်သက်ခြင်းငြိမ်းချမ်းခြင်းကိုပိုင်ဆိုင်မှသာထူးခြားသောအံ့ဩဖွယ်ရာကိုကြုံတွေ့ရပြီဖြစ်ပါတယ်။ယနေ့တွင်ဆိုတော့လည်းအနန္တတကုတော်နှင့်ပြည့်စုံတဲ့ထာဝရဘုရားခင်အရှင်ရဲ့ချစ်ခြင်းမြတ်တာဖြင့်နှစ်သိမ့်မှုကိုခံစားရပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရပ်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ